နင်တို့ main ကလေးတယောက်ကိုမမခောက်ဆွဲပြုတ်လို့တော့မှမစွမ်းဆောင်နိုင်ရင် main ကလေးတယောက်ကို3မိနစ်လောက်မှနှူးနှက်တာကိုမသိရင်ဆိုပြီးတော့မင်းသမီး melody လေးနာမည်ကြီးသွားတယ်သူ့ဆရာနေပဲမမခောက်ဆွဲပြုတ်ဆိုတဲ့စကားလေးကနာမည်ကြီးသွားတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးကျမရေးဒီဗီဒီယိုတွေကအောက်မှာကျွန်တော်မမခောက်ဆွဲပြုတ်ဖြစ်နေလို့ဆိုရင်ကျွန်တော်တို့သဘောပေါက်လိုက်ပြီပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်မဒါရှင်တို့မမမဖြစ်တော့မသိဘူးကျမက4နိုင်ချားတက်ခါကျမရဲ့ခန္ဓာကိုယ်ကသွေးလေးပြီးတော့စားသမျှအစားအသောက်ဒီခန္ဓာကိုယ်အတွက်အားဖြစ်မသုံးမဲ့ energy ဖြစ်ထွက်မလာပဲအစီဖြစ်တူလောင်တဲ့အတွက်ကျမခန္ဓာကိုယ်ဒီ180နဲ့190ချာအဲ့ဒီလောက်မှရှိတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်သိချင်တာမမခောက်တဲ့ကြောင့်ဆရာမရဲ့ weight ကြောင့်ကိုသိချင်တာမဟုတ်ဘူး okay စိတ်ရှည်နားထောင်အဲ့လိုစိတ်မရှိဘဲနားမထောင်တဲ့သူတွေကအဲ့လိုကြီးမယ်ဟမ်ဟိုလိုဖြစ်မယ်အဲ့လိုဂျင်းတွေဝယ်သုံးပြီးဂျင်းတွေမိနေကြတော့ကျမတို့အမှန်ပြောနေတဲ့သူတွေကအားတွေပေါက်တယ်ရှင်အဲ့တော့နော်တေချာလေးနားထောင်စေချင်ပါတယ်အဲ့တော့ဘာဆေးတွေသုံးနေလဲလေ့ကျင့်ခန်းလုပ်တယ်လေ့ကျင့်ခန်းလည်းလုပ်တယ်ကျမအကြောင်းအရာနဲ့ရှင်းပြချင်တာဒီနော်ကျမအခုတောက်မဲ့ဆေးတွေကိုကင်ထားရင်းနဲ့ရှင်းပြချင်တာဒီကျမဒီဂျင်းလဲဆော့ပါတယ်နော်စားသမျှ energy လိုတယ်တခြားဗီဒီယိုရိုက်ရင်ကျွန်တော်စကားတွေပြောနေတယ် idea တွေထုတ်ရတယ်အမြဲတမ်းကိုယ်မှာ energy ကကုန်နေ၄နာရီချာတခါကျွန်မမှိုင်းသွားတယ်သူကျမကြီးစစ်တဲ့ခါမှာသွေးမှာအစီများပြီးစားသမျှကိုအစီဖြစ်တူလောင်နေတာကျမကလေအဲ့တော့အဲ့ဒီအရာတွေကိုသွေးရင်းအစီတွေကိုတော်တော်ခြေဖြတ်မှရမယ်သွေးရင်းအစီကြစေးတွေရှိပါတယ်ရှင်ဒီထက်မှနားလည်တဲ့အကိုတွေရှိတယ်အမတွေရှိတယ်နော်အဲ့တော့သွေးရင်းအစီတွေတောက်နေလို့မရအောင်ကျမ supplement ဖြစ်ဖြည့်တာရှိကျမတောက်နေတဲ့ဆေးဝါးတွေကိုပြပေးမယ်နော်ကြည့်လိုက်ဒီရှေ့ကဒီတဘူကတသိန်းဒါ calcium magnesium ဓာတ်စာလို့ခေါ်တယ်ဒါ alpha linolenic acid လို့ခေါ်တယ်ဒါ CO2 လို့ခေါ်တယ်ဒီကောင်က ganoderma လို့ခေါ်တယ်ဒီကောင်ကmethicillin နဲ့ထုတ်ထားတဲ့ဒါအသေးဆေးပေါ့နော်အဲ့လိုခေါ်တယ်ဒါမျက်စိတွက်ဆေးဒါက protein တွေပါတဲ့ဒါ spirulina ထုတ်ထားတဲ့ဟာဒါငါးကြီးစီနော်အဲ့တော့ကျွန်မတောက်နေတာတွေဒီတစ်ခုတသိန်းကျော်ဆိုဒီမှာရင်းက8သိန်းကျော်ဖြစ်နေပြီကျွန်မကလေ8သိန်းနဲ့9သိန်းဒီပါရှိရကျွန်မတယောက်တည်းတောက်နေတာအဲ့တော့အကိုတို့ကဒီပန်းလန်းမှုကိစ္စအကိုတို့ရဲ့ယောက်ျားလေးတယောက်တည်းဘလောက်ရေးကြည့်ရဲဆိုတာကကျွန်မဖွဲ့နှဲ့ပြောစရာမလိုအောင်အကိုတို့ကိုယ်တိုင်လက်ခံသိရှိပြီးသားဖြစ်တယ်အဲ့ဒါကိုလေပြိုင်ပြီးတော့လည်းမငင်းနဲ့ပြိုင်ပြီးတော့တုပြီးတော့လည်းတယောက်နဲ့တယောက်ပြိုင်ပြီးတော့လည်းငင်းမနေနဲ့တော့ကျွန်မဒီလိုတွေပြောနေဆိုကျွန်မမကြည့်ကျွန်မတောက်တဲ့ဆေးတွေတောက်ရမှာအခုတောက်ဖို့ကျွန်မယူထားပါရှင်လက်တွေတောက်မှာပါရှင်နော်တခါလေးပြကြင်လို့ကျွန်မတနေ့တောက်နေရတဲ့ဆေးတွေကဝါးစားရတဲ့ဆေးတွေရှိတယ်ဒီမှာကျွန်မတောက်နေအဲ့တော့ကျွန်မဒီဆေးတွေဒီကျွန်မအဲ့လိုကျမ်းမာခြင်းလို့တောက်တာကျွန်တော်တို့ဘလောက်ဖိုးတောက်ရင်ဆရာမပြောသလိုကျမ်းမာမှာလဲသိကြတယ်တောင်မမှုအားကောင်းတယ်သွေးကြောတွေကျမ်းမာတယ်အုံနောက်တွေလုံးတယ်နှလုံးတွေဒီခုနပြောဒီမှာနှလုံးတက်စီကိုကျွတန်းပါတယ်ဒီမှာခုနပြောအသေးစီဖုံးတာကျွန်တော်အသေးမဖြစ်ဘူးကျွန်တော်ရဲမတောက်ဘူးဆရာမလည်းရက်တောက်နေရသူမဟုတ်ဘူးဒါပေမဲ့အသေးမှာအစီဖုံးတယ်အစီဖြစ်စုနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေအတွက်တောက်နေရတယ်နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီလိုသွေးကြောကျမ်းမာတွေအတွက်ကျွန်မဆက်ပေးတဲ့ဆေး supplement 5မျိုးကိုဒါသေချာစနစ်တကျတောက်မယ်ဆိုရင်အကိုတို့တစ်လတွင်ရလိုက်ရမှာဘာလို့သွေးကြောကိုလည်း support အုံနောက်ကိုလည်း support နှလုံးကိုလည်း support အားလုံးလုပ်ပေးရ supplement နော်အဲ့ supplement ကြောင့်မရှိရင်တော့ဘိုင်းလာရှင်းပေးမယ်